Hello ဒီနေ့တာကြီးကျောင်းကနေပြန်လာတော့ထမင်းအိုးလေးကိုတဲပေးပါတယ်ပြီးရင်ငါကချင်ချက်လေးချက်စားကြမယ်ငါကချင်ချက်ပါဝင်ပစ္စည်းတွေကကြတော့စနွင်း花椒ရုပ်ဒီချောင်းဖက်ဖယ်ရွယ်နန်းနန်းပြင်းချင်းချက်တုံမိတ်ချက်တုံဖြူငရုတ်ဒီစေမဲလင်ချင်းချောင်းအဲ့ထမပါတဲ့အရွက်ကလေဗမာလိုတော့မခေါ်တတ်ဘူးရှင်ကချင်လိုကြတော့ဝါလိုက်လပ်လို့ခေါ်တယ်ပေါ့နော်တကယ်ချင်းတော့အဲ့အရွက်ကိုစားဖို့ကြလားသူ့အရွက်ကလေအနံ့ကမွမွေးလေးနဲ့အတုပ်လည်းတုပ်စားလို့ရတယ်ဟင်းရည်လည်းချက်စားလို့ရတယ်ပေါ့နော်အဲ့ဒါကိုရောသမမွေပြီးမှတခါတည်းတဲထားလိုက်ပါတယ်ဒါတောင်းရဲ့ဂျူပီတာကအိမ်ကျောင်းကနေပြန်လာတော့စောစောထမင်းစားလိုက်တယ်ပေါ့နော်အဲ့ဆိုတော့တာချီသူတယောက်ပဲထမင်းကိုပြန်စားနေတာဒါပေမဲ့ဘေးနားမှာတောင်းရဲ့လေးဂျူပီတာကလေသူ့ကိုစီကနေအားနေအငါပဲတောင်းစားနေတော့လေသူ့ကိုထမင်းကိုတေချာမစားရအောင်ပြီးလို့ရှင်ဘလို့တေချာမရိုက်လိုက်ရအောင်ပေါ့နော်နောက်ဗီဒီယိုမှာပြန်ဆက်တွေ့ပါမယ်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးလို့